အဲ့ဒီနာသိခါဘုတ်ကဟိုတားမဖြစ်နေကြတယ်လွန်ကျူးနေကြတယ်အဲ့တော့ခုနဦးစင်းပြောသလိုပဲခိုးတယ်ဆိုတဲ့နေရာမှာသူများအိမ်ထဲကိုမသိအောင်ဝင်ယူမှခိုးတယ်လို့ပြောတာဟုတ်ဟုတ်ကိုတီအချင်းချုပ်အပြင်မှတ်ရမှာငါအဋ္ဌနာရဏကထိုက်လားမထိုက်လားလို့သိကြရင်ကိုတီရဲ့ဝင်ရတတ်ရနိုင်တဲ့အခွင့်အရေးမှတပါတခြားအရာတွေကိုယူမိသလားလို့ကြည့်လိုက်ယူမိရင်အဋ္ဌနာရဏကထိုက်ပြီပဲဟုတ်လားအဲ့တော့အဲ့အဋ္ဌနာရဏကထိုက်ရင်အဋ္ဌနာရဏသိခါဖို့လဲကျိုးသွားပြီဒီဗီဒီယိုတော့မခိုးပါဘူးဟုတ်ပြီအဲ့လိုဆိုရင်သဗ္ဗပပတံအကရဏခေါင်းကဩဝါဒပါရိမောက်ရအကုသိုလ်မှုမပြူဘဲနဲ့တော့ရှောင်းအောင်ရောက်ပြီဒါပေမဲ့အခိုးခံရမဲ့တရားတွေကိုအခိုးမခံရအောင်ကာကွယ်ပေးနိုင်ရလားဆိုတော့ကတော့ကာကွယ်ပေးရလားဟမ်ကိုရှိမှာကိုမမြင်နေရကလားနိုင်ငံပေါ်မှာကပိုင်းနေတာတွေ့ပြောရလားအဲ့တော့ကုသရသုဘတံပရာဖြစ်လားခိုးကိုယ်တိုင်လည်းမခိုးဘူးအခိုးခံရမဲ့တရားတွေကိုလည်းပဲအခိုးမခံရအောင်ကာကွယ်ပေးမှဦးဇင်းတို့ကအရိဏဒါနသိက္ခာပုဒ်ကိုအနှစ်ကြဆောင်းရရောက်တယ်လို့ပြောတာမဟုတ်လား